Hello အားလုံးစောင့်မျှော်နေကြတဲ့မိုးရဒီ promotion ကြီးလာပါပြီခင်ဗျာ promotion ထဲမှာဘယ်လိုပစ္စည်းလေးတွေပါမလဲဆိုတာကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြည့်လိုက်ရအောင် stainless steel နဲ့ပတ်သက်တဲ့ဆွဲကြို hand chain foot chain လက်စွပ်လက်ကောက်နဂတ်ဒီအစရှိတဲ့ပစ္စည်းလေးတွေနဲ့ဆိုင်မှာရှိထားတဲ့ fancy man တမျှကိုကျွန်တော်တို့20% discount ချပြီးတော့မှရောင်းချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာလက်ကားယူမဲ့ customer လေးတွေအတွက်ဆိုရင်လည်းကျွန်တော်တို့စုစုပေါင်းကြတဲ့ငွေရဲ့နောက်ထပ်900%လေးကို discount ချပြီးတော့မှပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့အရှိမပြထားတဲ့ဒီရွှေစိန်လက်စွပ်လေးတွေဆိုရင်လည်းပုံမှန်ရောင်းဈေး1000ခွဲ1200ကနေအခု promotion ဈေးတကွင်း8000နှစ်ကွင်းကို1000ခွဲနဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ promotion ရက်လေးကဒီလ6လပိုင်း18ရက်နေ့ကနေနောက်လ9လပိုင်း18ရက်နေ့အထိတစ်လတိတိပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့မိုးရတီအတွင်းကိုဘတ်ဂျက်လဲစစ်ဖြစ်ချင်တယ် stainless steel တွေလည်းဝစ်ချင်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ only fashion ကိုလမ်းလှန်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ